အမှန်တော့ free စပင်မဲ့ရမှာတဲ့အမှန်တော့ကိုအောင်စပူကခေါင်းလည်းမလျှော်ထားပါဘူးအခုလိုမျိုးကိုအောင်စပူကိုခေါင်းကိုပန်ကာလေးနဲ့ညီလေးဟုတ်ပါဘူးကျွန်တော်တို့စကူလိုင်းမှာတွေ့တွေ့နေရတဲ့ရေခဲမုံလေးရေခဲချောင်းလေးတွေလေတစ်ခါလဲနှုတ်ရေခဲချောင်းကြည့်တင်ပါတယ်ဒါကိုကျွန်တော်ဒလကနေပြီးတော့ရှင်းချရတယ်ဟာဒလမဟုတ်ဘူးနိုင်ငံခြားဘောကနေဒါညီလေးဗလိုင်းပေါက်တယ်မှာလေဒီခေါင်းလောင်းပါလား I'm from the Canada. What? From Canada? Yeah. Wow! You are amazing! ဟာကနေဒါဘာခဏိတာအလုံးခဏိတာအလုံး What is the us? Speaking is us. Yeah S တန်ဟုတ်တယ် Yeah. Thank you. ဘာပြော You know မင်းသားကဗလိုင်းပေါက်ပြီးဒီဟာမျိုးပါလို့ဗလိုင်းပေါက်တွေမှာဓာကြီးပါလားကွာမကြည့်ပါဘူး ပြောရေပြောဒီမှာစက်ဝိုင်းလေးကိုကြည့်လိုက်စမ်းဝိဇ္ဇာနဲ့တဏှာပေါင်းဆိုင်ရင်ဘာဖြစ်တယ် ဥပါဒံ ဥပါဒံရဥပါဒံနဲ့သင်္ခါရ ပြော Really color. ဘီလီကိတ်ပါ Okay, so yeah, ပြဿနာလေးကျွန်တော်ကကြင်တယ်နော်နှုတ်ဆက်ရဆိုတော့ ကျွန်တော်ဒီတခြင်းတစ်ပုဒ်နဲ့နှုတ်ဆက်ပြရစီ